မော်ပညာတစ်စက်မှသုံးမရတဲ့ကောင်ကကျောင်းရဲ့ထိပ်သီးမော်ဆရာရဲ့ဓာတ်ကိုလက်ပလာနဲ့တင်ချိုးဖျက်ပစ်လိုက်တယ်ဝယ်တယောက်ဘာကြောင့်ဒီလောက်အထိဒေါသတကြီးနဲ့ပြန်ကူးကန်လိုက်တာလဲတကယ်တော့ဇလန်းအစမှာတဲ့အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ဝယ်ရဲ့စွန်းသားကန်အပိုင်းလေးကိုဆက်ကြည့်ရအောင်ပါဇလန်းအစမှာနေမော်အတက်ကိုပဲအသက်ထက်တန်မိုးထားတဲ့ဒီကဘာကြီးမှာအကယ်ဒမီရဲ့ထိပ်သီးကျောင်းသား၃ယောက်ဖြစ်တဲ့ဂျူလီယက်တို့အဖွဲ့ကအမှတ်1000ကျော်နဲ့အထက်တန်းကိုတက်ဖို့တေချာသွားကြပါပြီဒါပေမဲ့တစ်ဖက်မှာတော့မော်မသုံးနိုင်တဲ့ကျွန်တော်တို့ရဲ့ဇက်လိုက်ဝယ်ရတော့ចောင်းသားတွေရဲ့နှိမ်ချလောင်ပြောင်တာကိုပဲခံနေရရှာတာပါဘာလို့လဲဆိုတော့ဒီကျောင်းရဲ့စီးမြင့်ရအမှတ်9200မပြည့်ရင်အထက်တန်းတက်ခွင့်မရလို့ပါပဲဝယ်အတွက်အမှတ်ပြည့်ဖို့လုံးဝမဖြစ်နိုင်တော့တဲ့အဆိုသူ့ရဲ့တငယ်ချင်းခိုလက်ကနောက်ဆုံးမျှော်လင့်ချက်တစ်ခုအကြောင်းကိုတတိပေးလာပါတယ်အဲ့ဒါကတော့နှစ်နှစ်မှတစ်ချိန်ကျင်းပတဲ့ဟော်ပွဲတော်ကြီးမှာဝင်ပြိုင်ပြီးထိပ်သီးဆရာကြီးရဲ့ဓာတ်ရိုက်ခေါ်ယူခြင်းကိုခံယူဖို့ပါပဲဒါပေမဲ့ဝယ်ရတော့မပြိုင်ချင်ပါဘူးဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်နှစ်ကဒီပြိုင်ပွဲမှာဟော်မသုံးမဲ့ကိုခံပညာနဲ့ဝင်ရှုပ်ခဲ့လို့ကျောင်းရဲ့သမိုင်းတစ်လျှောက်အဆိုးရွားဆုံးပွဲတော်အဖြစ်လူပြောများခဲ့တဲ့စိတ်ဒဏ်ရာကြီးရှိနေလို့ပါပဲဒီလိုနဲ့ပွဲတော်ရဲ့နီးလာတာနဲ့အမျှကျောင်းသားတွေကြားထဲမှာလှုပ်လှုပ်ရှားရှားဖြစ်လာပြီးဝယ်နဲ့ခိုလက်တို့ဟာကန်တင်းဘေးမှာလှုပ်ဝက်အခန်းတစ်ခုကိုတတိထားမိသွားပါတယ်အဲ့ဒီနေရာမှာဆရာတွေမသိအောင်ဘသူပွဲနိုင်မလဲဆိုလှုပ်ဝက်လောင်ကစားပွဲတွေအကြီးကျယ်လုံးနေကြတာပါအဲ့ဒီမှာတင်ဝဲကိုအမြဲရန်ရှာတတ်တဲ့မီးမော်ဆရာရှီယွန်းတို့နဲ့တိုးသွားတော့တယ်ရှီယွန်းကဝဲကိုမြင်တာနဲ့ဒေါသတကြီးရန်လုပ်ပင်မယ်တကယ်တော့သူလည်းထိပ်သီး၃ယောက်ရဲ့အရေးအောက်မှာပိတ်မိနေပြီးဘလောက်ကြိုးစားမကြော်နိုင်လို့ကြွယ်ရမှာသွေးယူသွေးတန်းနဲ့လေ့ကျင့်နေရရှာတာပါဒါကိုစိတ်ထားကောင်းတဲ့ဝဲကရိပ်မိပြီးနားလည်ပေးဖို့ကြိုးစားပေမဲ့ရှီယွန်းကတော့ရှရမ်းရမ်းပြီးထွက်ပြေးသွားခဲ့ပါတယ်ကျောင်းထဲမှာဒီလိုရှုပ်ထွေးနေတဲ့အချိန်မှာတစ်ဖက်မှာလည်းဝဲကကျောင်းလာကပေးနိုင်ဖို့အတွက်စင်းရသားရက်ကော့ top လူမျိုးတွေရဲ့ဆိုင်မှာအချိန်ပိုင်းအလုပ်ဝင်လုံးနေရပါတယ်ဝဲကသူ့ကိုလာကူတဲ့အခန်းပေါ် Rusty ကိုငါ top တွေကိုအရန်လေးစားတာလို့ပြောပါတယ် top တွေဟာမော်မတက်ပေမဲ့လက်မှုပညာအရန်တော့ပြီးမော်မရတဲ့ဝဲကိုလည်းမိသားစုလိုနွေးနွေးထွေးဆက်ဆံပေးခဲ့လို့ပါပဲဒီလိုနဲ့ဆိုင်လေးထဲမှာအေးချမ်းအလုံးလုံးနေရင်းနဲ့ပဲသူတို့ရဲ့အေးချမ်းမှုကိုဖျက်ဆီးမဲ့ပြဿနာကောင်တွေဆိုင်ထဲကိုရုတ်တရက်ရောက်လာပါတော့တယ်ဝင်လာတာကတော့အခြားသူမဟုတ်ပါဘူးခုနကဇလန်းအစမှာတွေ့ခဲ့တဲ့ကျောင်းရဲ့ထိပ်သီးဂျေမော်ဆီယာဂျူလီယက်နဲ့သူ့အပေါင်းပါတွေပါပဲသူတို့ကဆိုင်ထဲရောက်တာနဲ့ top တွေကိုအောက်တန်းသားတွေဆိုပြီးလူမျိုးရေးအရာစော်ကားတဲ့အပြင်စားစရာတွေကိုချမ်းမြေမော်လွတ်ပစ်ပြီးဒီနိုင်ငံကနေမောင်းထုတ်ရမယ်လို့အော်ဟစ်ကြပါတယ်မော်မတက်ရင်လူရမသွန်းတဲ့ဒီကဘာကြီးရဲ့စနစ်ဆိုးကြောင့် top တွေငြိမ်ခံနေရတာဝယ်တယောက်ဘလို့မှငြိမ်မကြည့်နိုင်တော့ပါဘူးဝယ်ကအခုချက်ချင်းတောင်းပန်မှုပြောတဲ့အခါဂျူလီယက်ကဒေါသထွက်ပြီးဝယ်ကိုမော်ဒါနဲ့ခုတ်ပစ်လိုက်ပါတယ်ဒါပေမဲ့အားလုံးအံ့ဩသွားရတာကဝယ်ကသူ့ရဲ့လက်ပလာတက်နဲ့တင်အရှိန်ပြင်းကျလာတဲ့မော်ဒါကိုဖမ်းပြီးအပိုင်းပိုင်းဖြစ်အောင်ချိုးဖျက်ပစ်လိုက်တာပါပဲဒီကိုခံပညာကြောင့်အဆက်ရသွားတဲ့ဂျူလီယက်ကမင်းသေးရင်လာမယ့်မော်ပွဲတော်ကြီးမှာဝင်ပြိုင်လဲအပြက်ရှင်းပြမယ်လို့စိန်ခေါ်လာတဲ့အခါဝယ်ကလည်းမျက်လုံးချင်းစုံစိုက်ကြည့်ပြီးငါနိုင်ငါကျေးဇူးရှင်တွေကိုမင်းဒူးထောက်တောင်းပန်ရမယ်ဆိုပြီးစိန်ခေါ်မှုကိုရဲရဲဝံ့ဝံ့ကြီးလက်ခံလိုက်ပါတော့တယ်ကဲမော်မတက်တဲ့ဝယ်တယောက်လာမယ့်ပွဲတော်ကြီးမှာမော်ထိပ်သီးတွေကိုဘယ်လိုပညာပြမလဲဆိုတာနောက်အပိုင်းမှာဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ episode 4ကတော့ဒီမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်